အားလုံးမင်္ဂလာပါကျွန်တော်ကတော့ Karudo Tutorial ရဲ့ admin Karudo ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုလေးရမှာတော့ကျွန်တော်ဒီ CapCut တို့ဘာလို့မှာဗီဒီယိုဘယ်လိုမျိုးစောင့်ထည့်ရမလဲဆိုတော့ကျွန်တော်ဒီနေ့ပြပြပေးသွားမှာပဲဖြစ်ပါတယ်အားလုံးပဲကျွန်တော် channel လေးအသက်ကလေးဖြစ်တဲ့ကြောင့် like subscribe နဲ့အဆင်ပြေတဲ့ comment လေးတွေရောမှတ်ခဲ့ကြပါဒါလည်းကျွန်တော်က Karudo Gaming နဲ့ Karudo 2.0 ရဲ့ admin ပဲအဖြစ်ပါတယ်အတူတူပါပဲဆိုတော့ကျွန်တော်ရဲ့ video ကိုစရကြအောင် let's go ကျွန်တော်ဒီမှာအရင်ဆုံးပေါ့နော်ဒီ CapCut ဆိုတာရှိရရောက်ပြတယ်မှာ sorry မနော်လေဟဲ့ CapCut ဆိုတာရှိတယ်အဲ့ဒါလေးကိုကျွန်တော်ဝင်လိုက်မယ် CapCut ကိုဝင်လိုက်ပါOkay ကိုမှာဗီဒီယိုက edit ပြီးသားဗီဒီယိုတစ်ခုရှိထားကျွန်တော်အရေးလောက်ရတယ်အဲ့ဆိုတော့ကျွန်တော်ဒီ guest chart ကိုနှိပ်ပါကျွန်တော်အခုဒါကတော့ APO Gaming ဆိုတဲ့ကျွန်တော် channel မှာတင်ဖို့တော့ဒီမှာဗီဒီယိုတင်တာပဲ Hello guys အားလုံးမင်္ဂလာပါကျွန်တော်ကတော့ APO Gaming admin ကိုရောပြီးတော့ကျွန်တော်ဒီဗီဒီယိုလေးမှာတော့ Okay ထားပါကျွန်တော်ဒီကောင် next ကိုနေလိုက်ပွင့်အဲ့တော့ဒီဗီဒီယိုမှာအတန်ထဲခြင်းတယ်ကြည့်လိုက်ရောင်းလို့လုပ်ထားတယ်အဲ့ဒါကတော့ဖျက်လို့မရဘူး sorry ပါအဲ့ဒါလည်းပြီးတယ်ပြီးတယ်အဲ့ဒီဖြစ်တဲ့အကောင်လေးနဲ့ဆက်ဒီဗီဒီယိုကကျွန်တော်အဓိကမဟုတ်ဘူးကျွန်တော်အခုဘာလုပ်ရမလဲဆိုတော့ဒီအောက်မှာပြန်မယ်တို့ဒီအောက်မှာ press ကျွန်တော်ဒီမှာပေါ့နော်YouTube Studio ဆိုရှိပါတယ်အဲ့လေးနဲ့ပါဘာလို့ Studio sorry Studio ကိုနေလိုက်ပို့ရှင်ဟောနော်တော့ sound ဆိုရှိပါတယ် sound ဆိုလေးကိုနေတယ်ပါပွားကြည့်ရမှာကိုအဆင်ပြေတဲ့တစ်ခုခုထည့်ပါနော်ဒီမှာဒီပေါ်မှာရိုက်ချလို့ရတယ်မှာ explore PLORE explore ဆိုတဲ့ကျွန်တော်က gaming ဘိုင်းဆိုတော့အဲ့ဗီဒီယိုမှာ gaming ကိုရှာလိုက်ပါမယ် GAMING gaming okay ဆို gaming sound တွေရှိပါတယ်ဒီမှာဒီလေးမိုက်တယ်ဒါလေးဆက်ရထားဟိုဒီအောက်ကအတောင်ကြတော့ကျွန်တော်ဒီဘလုံးကိုအောက်ပိုင်းလေးထားလိုက်မယ်Hello guys အားလုံးမင်္ဂလာပါကျွန်တော်တို့ APO Gaming admin ကိုရောပြီးတော့ကျွန်တော်ဒီဗီဒီယိုလေးမှာတော့ခွဲတယ်ဖြစ်တယ်နော် so people ဒီကပပင်းနဲ့ကျွန်တော်မသိဘူးခွဲပြီး follow ရှင်ဒီမှာဗီဒီယိုကလည်းတော့အတန်ဆုံးစင်ပြေလို့ရှင်တော့ကျွန်တော်ဒီမှာဝဲဒီမှာဒီအပေါ်ကဒီမှာ explore ဆိုရရှိပါexport sorry ရှိပါအဲ့ဒါလေးနဲ့လေပါကိုဗီဒီယိုကဝိုးကျွန်တော်ကတော့ဒီဟာကြီးကကျွန်တော်ဖုန်းမနိုင်လို့ပေါ့နော်ကျွန်တော်ဒီ AI USD ဆိုတာရှိတယ်ဒီမှာAI USD ဒီမှာ180 1080 MB ရှိကျွန်တော်920ပဲရှာမယ်အဲ့တော့920လောက်ပဲထားလိုက်ပြီးတော့စပြီးတော့ကျွန်တော်တို့ exporting လုပ်နေရဖြစ်ပါတယ်ဒါဆိုတော့ဒါလေးဆောင်းလိုက်ပါဆောင်းလိုက်လို့ရှိရင်တော့ကျွန်တော်ဗီဒီယိုက
ရတော့ပါလိမ့်မယ်ဒါဆိုတော့ဒီတော့ပါပဲဒါဆိုတော့ကိုလူတို့က YouTube video ထဲမှာ YouTube video ဒါမှမဟုတ် Facebook video တခုခုထဲမှာပေါ့နော်အတန်ဘယ်လိုထည့်ရလဲဆိုတာသိတာတော့ဘူးလို့ထင်ပါတယ်အားလုံးကကျွန်တော်ရဲ့ဒီ channel လေးကို like လုပ်ရင် like လုပ်ခဲ့ subscribe လုပ်ရင် subscribe လုပ်ခဲ့ပြီးတော့အဆင်ပြေတဲ့ comment လေးကြောင်ရေးခဲ့ပေးကြပါကျွန်တော်နောက်ထပ်ဘယ်လို tutorial တွေလုပ်မလဲဆိုရင်နောက်ထပ် video အသစ်တွေမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲ bye bye